တက်တယ်ပဲတော့အဲ့တော့အားလုံးပဲမြင်လာပါဗျာသူသက်ကောင်းတဲ့နေ့ကြိုးဆိုပါတယ်ဒါကတော့ရန်ကင်းကဒီမှာလေးဒေးတူမောင်းနေဖြစ်ပါတယ်တော့ဒီမှာလေးတွေအခြေခံနဲ့ရှိရပါတော့အဲ့ဒီအတွက်ကျွန်တော်တို့ day 1တဲ့ကလမ်းပေါ်တက်တာပါဒါအခုမောင်းတာ day 2မောင်းတာပါ day 2ပဲဒီမောင်းလဲတော့ကျွန်တော်ပြည်လမ်းနဲ့ကပိုင်းဖျားလမ်းပါနော်အဲ့ဒီလမ်းនេះပတ်မောင်းလမ်းဖြစ်ပါတယ်ရှေ့ပွိုင်းကြရင်ညာချုံပါနော်ပွိုင်းကြမှာချုံပါဒါလမ်းនេះပွိုင်းနော်လမ်းនេះပွိုင်းနဲ့ကံပလမ်းနဲ့ချုံပါမြားတက်ပေးတယ်မြားစိမ့်ဝါမှာကိုယ်လို့ရအောင်နော်အဲ့ဒီသူကမြားအရင်ပေးတယ်ညာကိုယ်ကြောအဲ့လေးတင်တာအဲ့သူကိုယ်လို့ရတယ်သူဟွန်းတီးလိုက်သွားရလိုက်သူနောက်ကလိုက်ပါလိုက်ကိုချိုးရပြီအများကြီးချိုးလိုက်ပေါ်ကြောယူဖြီးနေဒီပါလေးနဲ့ပြီးဘယ်ဘက်ဆင်ကနေပြဘယ်ဘက်တစ်ချောင်းရွှေ့ဗမှန်လေးကြည့်ရှားမှရွှေ့မလုံးနဲ့ပါအဖြစ်ဘူးရှားမှရွှေ့နေရောမရွှေ့နဲ့ဒီတိုင်းလေးပဲတော့နေရပြီရွှေ့အဲ့ဒီတက္ကစီပြီးရွှေ့လို့ကျွန်တော်တင်တယ်လေးပါမယ်ဆိုတော့သူတစ်ပေးစီ Messenger တော့မဟုတ်ကျွန်တော် Viber နံပါတ်တွေနဲ့ဖုန်းနံပါတ်နဲ့လိပ်စာလေးပို့ပေးထားလို့ရပါတယ်အိမ်အောင်ဝန်ဆောင်မှုလေးရှိပါဗျTikTok channel YouTube channel တွေမှာလည်း video file လေးတင်ပေးထားပါတယ်ဝင်ရောက်လေ့လာပြီးတော့စိတ်ဝင်စားတယ်ဆိုရင် message လေးပို့ပေးထားပါတည်ကျတဲ့မိကုံးလေးရှိရင်ပေးပေးထားပါဗျ video reply လေးနဲ့ကျွန်တော်ပြန်လည်ဖြေကြားပေးနေပါတယ်ကြည့်ရှုအားပေးတဲ့တူချင်းစီတောင်ကျေးဇူးတင်ပါတယ်ဗျထို့တဲ့ကောင်းတဲ့နာဖြစ်ပါဒီတိုင်းလေးပဲတော့မယ်နော် point နေနေတယ်ရှေ့ကရန်ကင်းစာလိုက် point နော်